အားလုံးပဲမင်္ဂလာပါခင်ဗျာ Beyond the Horizon YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမယ့်ဆောင်းပါးလေးကတော့ဆရာမဆူဆူကောလေးရဲ့ထာဝရတဲ့လာလို့အမည်ရတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်ဆရာမရဲ့စာဖတ်ပရိသတ်တွေအနေနဲ့ဆရာမရဲ့ဆောင်းပါးတွေကိုစင်ဆက်မပြတ်နားတော်တာဆင်နိုင်ဖို့ရာကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးသွားဖို့လည်းမမေ့ကြနဲ့ဦးနော်ထာဝရတဲ့လာဆိုတဲ့ဆောင်းပါးလေးကိုနားဆင်ကြည့်လိုက်ကြအောင်ခင်ဗျာဒီနေ့မှာတော့ကျမတက်နေတဲ့အီတလီကတင်နန်းတစ်ခုကနေတနာရီစောထွက်ပြီးကျမတငယ်ချင်းနဲ့ချင်းထားတဲ့စားတောက်ဆိုင်စီကိုအမြန်ထွက်လာခဲ့မိတယ်။ကိုဗစ်မဖြစ်ခင်လေးကသူနဲ့နောက်ဆုံးတွေ့ခဲ့ကြတာဖြစ်မှာပေါ့။စားတောက်ဆိုင်ကိုရောက်တော့တက်လက်ပိုင်းအရွယ်အီတလီစုံတွဲတွဲနဲ့သမီးလေးတယောက်ကိုလည်းတွေ့လိုက်ရပါတယ်။သူတို့ဟာဆိုင်ထဲကိုမဝင်သေးပဲplatform ပေါ်ကနေဟိုကြည့်ဒီလုံနေတာမြင်လိုက်တော့ကျမစိတ်ထဲကသိလိုက်ပြီသူတို့လည်းကျမတငယ်ချင်းကိုလာတွေ့ကြတာဖြစ်မည်ဟုကျမတို့မြန်မာပြည်က tourist guide တွေကစံကောင်းသည်ဟုဆိုရမည်လာလေကြသည့်ဧည့်သည်တွေကချစ်ကြခင်ညယုံမကနိုင်ငံခြားအလဲခေါ်ကြရောက်လာတော့လဲလိုက်ပို့ကြတချို့ဆိုကြောင်းပင်ထားပေးလိုက်ကြသေးသည်အခုလေသူတို့ရဲ့မြန်မာပြည်ကခိုက်လာမယ်ဆိုတော့အီတလီနိုင်ငံရဲ့တခြားမြို့ကနေပြီးတော့ကျမနေတဲ့ပီဇာမြို့ကိုလာတွေ့ကြရှာတယ်။ကျမတို့ရောက်ပြီးမိနစ်ပိုင်းအတွင်းမှာတငယ်ချင်းလည်းရောက်လာတော့ပျော်လိုက်ကြသည်ဖြစ်ချင်းစကားတွေလူပြောကြသည်သူ့ဧည့်သည်တွေနဲ့သူဟာအီတလီလိုပြောလိုက်ကျမနဲ့မြန်မာလိုပြောလိုက်ဖြင့်တွေ့ရသည့်အချိန်ကနဲလွန်းသည်မို့အမတ်တရဓာတ်ပုံလေးပင်အလူအရဲ့ရိုက်ခဲ့ရသည်အိမ်ပြန်ရောက်လို့ပုံနေပြန်ကြည့်တော့မှအော်ငါတို့တွေတကယ်ကိုမငယ်ကြတော့ပါလားဟူသည်ကိုလက်ခံလိုက်ရပြန်သည်သူနဲ့ကျမစခင်မင်ကြတုန်းကအသက်20ကျော်လေးတွေအခုတော့သူသမီးလေးပင်18နှစ်ရှိပြီတဲ့အချင်းဆိုသည့်အရာကြီးကကျမတို့ဤနုပြိုခြင်းဝိယုံကိုတလွာပြီးတလွာဆွဲယူလွန့်ပစ်နေသည်မှာမငင်းနိုင်သည့်အမှန်တရားတငယ်ချင်းကလည်းအလုပ်ကိစ္စနဲ့လာသည်မို့ခီးဆက်ထွက်သွားသလိုကျမလည်းသူယူလာတဲ့လက်ဆောင်တွေအိမ်မှာနေရာချပြီးဝရန်တာမှာနေပူစာထွက်လုံရင်အတွေးပွားနေမိတော့သည်ကျမတို့စီမှာအခုရက်ပြန်အေးနေလို့နေရောင်အောက်ထိုင်းနေရတာအတော်ကိုအရသာရှိတာကျမဖတ်နေတဲ့စာအုပ်လေးတွေကပုံပြင်ကလည်းအချင်းအကြောင်းရေးထားတာလေဇလန်းကမင်းသားတစ်ပါးရဲ့ခီးစဉ်နဲ့စတင်ပါတယ်သူဟာသူ့အဖေအုပ်ချုပ်တဲ့နိုင်ငံတော်ကြီးရဲ့အစွန်အဖျားကိုရှာဖွေဖို့နန်းတော်ကနေထွက်လာခဲ့ပါတယ်တဲ့သူသွားလေယာကသတင်းစကားတွေကိုနန်းတော်စီပို့ဖို့နဲ့နန်းတော်ကသတင်းတွေကိုပြန်သိရဖို့အတွက်တွက်လက်ဖြတ်လက်တဲ့တန်တမန်9ဦးကိုခေါ်ဆောင်လာခဲ့ပါတယ်မင်းသားကရှေ့ကိုဆက်သွားနေသလိုတန်တမန်တွေကလည်းနန်းတော်ကိုသတင်းသွားပို့ပြီးမင်းသားစီပြန်လိုက်လာရပါတယ်မင်းသားကရှေ့ကိုဝေးသွားလေတန်တမန်တွေခရီးနှင်ရတဲ့အကွာအဝေးကလည်းနှစ်ဆစီတိုးလာလေပါပဲခရီးစထွက်ချိန်မှာတော့တန်တမန်တွေဟာရက်ပိုင်းအတွင်းပြန်ရောက်လာတတ်ပါတယ်မင်းသားစီကိုနန်းတော်ကသတင်းတွေမုံပေးတဲ့စာတွေလက်ဆက်ရောက်လာသေးတယ်ဒါပေမဲ့ခရီးက8နှစ်ကြာတဲ့အခါမှာတော့တခါသတင်းပို့ဖို့ကြာချိန်ကတိတာတိုးလာပါတယ်တန်တမန်တယောက်ပြန်ရောက်လာဖို့ဂျားကာလာဟာတဖြည်းဖြည်းရှည်ကြလာပြီး9လတစ်နှစ်နောက်ဆုံးမှာတော့နှစ်ပေါင်းများစွာကြာသွားတယ်လို့ဆိုပါတယ်သူတို့တန်တမန်တွေကကျမတို့စီကဖြတ်တလို့အပြေးမမြန်ဘူးနေမှာဒီလိုနဲ့မင်းသားအသက်30ကျော်လာချိန်မှာတန်တမန်အက်တိုတွေပြန်ရောက်လာတော့သူယူလာတဲ့သတင်းတွေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအကြောင်းအရာတွေဖြစ်နေပါပြီနန်းတော်ကပို့လိုက်တဲ့သတင်းတွေဟာဟောင်းနွမ်းနေပြီးမင်းသားအတွက်အတိတ်ပဲမရှိတော့ပါဘူးမင်းသားလည်းခရီးထွက်နေရင်းနဲ့အိုမင်းလာတယ်သူခေါ်လာတဲ့တန်တမန်တွေလည်းအိုလာကုန်ပြီဒါပေမဲ့သူရှာနေတဲ့နိုင်ငံတော်ရဲ့အစွန်အဖျားကိုတော့မတွေ့သေးဘူးမင်းသားဟာနန်းတော်ဆိုတဲ့အတိတ်နဲ့ပိုဝေးသွားသလိုသူသွားခြင်းနဲ့ပန်းတိုင်အနာဂတ်ကလည်းအနန္တဖြစ်နေတာကိုသတိထားလာမိပါတယ်
ငါဟာနန်းတော်ကိုပြန်ဖို့လည်းအချိန်မရှိတော့ဘူးနိုင်ငံရေးအဆုံးကိုရောက်ဖို့လည်းမဖြစ်နိုင်တော့ဘူးဒါဟာလူဘဝရဲ့ဖြစ်တည်မှုကိုထင်ဟပ်တာပါကျမတို့တွေဟာပန်းတိုင်တစ်ခုကိုအတင်းလှမ်းနေကြပေမဲ့တကယ်တမ်းမှာတော့ပြစ္ဆုတ်ပန်ထက်ဆိုင်ရင်အတိတ်ရဲ့တန်ရောစင်နဲ့အနာဂတ်ရဲ့မျှော်လင့်ချက်တွေချားမှာပဲပြေးလွှားရင်အချိန်ကုန်သွားကြတယ်ဆိုတာကိုပြနေပါတယ်ဇလန်အဆုံးမှာမင်းသားဟာတန်တမန်ဒိုမဲနီကိုကိုနောက်ဆုံးအချိန်ဆေလွတ်လိုက်ပါတယ်ဒီတန်တမန်ပြန်ရောက်လာဖို့အချိန်ဟာ34နှစ်လောက်ကြာလိမ့်မယ်လို့မင်းသားကတွက်ချက်ထားပါတယ်ဒီချိန်ဆိုရင်သူလည်းအသက်ရှင်လျက်ရှိမှာမဟုတ်တော့ပါဘူးမင်းသားလည်းစိတ်မပြတ်တော့ပဲအဲ့ဒီအမှန်တရားကိုငြိမ်းချမ်းစွာလက်ခံလိုက်တဲ့နေရာမှာဇလန်းကဆုံးသွားပါတယ်ဝတ္ထုလေးဟာဖတ်ရတာရိုးရှင်းပေမဲ့အတွေးအမြင်အမတန်နဲ့နဲပါတယ်တန်တမန်9ဦးဟာအတိတ်နဲ့ဆက်သွယ်ပြီးတဲ့မှတ်ဉာဏ်တွေဖြစ်နိုင်ပါတယ်မင်းသားရဲ့ခီးစဉ်ကတော့ကျမတို့ရဲ့ဘဝခီးပါပဲနန်းတော်ကတော့ဇင်မြေဒါမှမဟုတ်ကျမတို့ရဲ့ကလေးဘဝဖြစ်ပြီးရှေ့ဆက်သွားလေလေအဲ့ဒီအရာတွေကဝေးကွာပြီးပုံရိပ်ရောင်ဆန်လာလေလေဖြစ်ပါတယ်အီတလီဆိုင်ရေးဆရာကဒီဝတ္ထုတို့လေးကနေအချင်းဆိုတာပြန်လှည့်လို့မရတဲ့မြားတစင်ဖြစ်ပြီးကျမတို့အားလုံးဟာအဆုံးမရှိတဲ့ခီးတစ်ခုကိုရှောက်လန်းနေကြတဲ့ဧည့်သည်တွေသာဖြစ်တယ်ဆိုတာပါပဲကျမတငယ်ချင်းကတော့ Eternal City ထာဝရမြို့တော်လို့ခေါ်တဲ့ယောမမြို့ကြီးစီကိုခရီးနှင်နေပါပြီ။ဘာကြောင့်ထာဝရလို့ခေါ်တာပါလဲ။ယောမလူမျိုးတွေဟာသူတို့ရဲ့ empire ဘလောက်ပဲခြေပြတ်ပါစေဘလို့ပဲအပြောင်းအလဲတွေရှိပါစေ။ယောမမြို့တော်ကြီးကတော့ဘယ်တော့မှပြိုလဲမှာမဟုတ်ဘူးလို့ယုံကြည်ခဲ့ကြပါတယ်။ဒါကြောင့်လည်းပဲခရစ်တော်မပေါ်ခင်ကတည်းကထာဝရဆိုတဲ့စကားကိုရဲရဲကြီးသုံးခဲ့တာပါကျမတို့နားလည်ထားတဲ့အယူဝါဒကတော့အရာခတ်သိမ်းဟာအကြောင်းတရားကြောင့်ဖြစ်ပေါ်လာပြီးအကြောင်းတရားကုန်ခန်းတဲ့အခါပျက်စီးသွားရစမြဲပါဝတ္ထုတွေကမင်းသားဟာနန်းတော်နဲ့ဝေးရာကိုပြေးနေပေမဲ့တကယ်တမ်းမတော့သူဟာအချိန်ရဲ့ထောင်ချောက်သေးကိုကျဆင်းနေတာပါအဲ့ဒီလိုပဲကျမတို့ဘဝတွေဟာလဲမွေးဖွားပြီးတာနဲ့တစ်စက္ကန့်မခြားနာပဲအိုမင်းချင်းနဲ့မမြဲခြင်းဆိုတဲ့မြစ်တွေထဲမှာမျောနေကြရတာလေမမြဲတာကိုကြောက်လားလို့မင်းကြောက်တာပေါ့ဒါပေမဲ့မမြဲမယ်မှန်သိလို့လေအခုလက်ရှိရထားတဲ့အခိုက်အတန့်လေးတွေအခုလက်ရှိဆုံတွေ့နေရတဲ့လူသားတွေကိုပို့ပြီးမေတ္တာထားနိုင်လာပါတယ်မမြဲခြင်းကိုလက်ခံလိုက်တဲ့အခါဘဝရဲ့လောကရန်တွေကြုံလာရရင်လေတုံလှုပ်မှုနေပါသွားနိုင်တာပေါ့လေလို့ပဲအကောင်းဘက်ကကြည့်ရင်မေတ္တာဖြင့်ဆုစုကောလင်